COVID-19 ကဘယ်နှစ်မှာစဖြစ်တာလဲ 2019 မှန်ပါနောက်တစ်ပုဒ်ကအန်စာသုံးတဒုံးမှာအဆက်ပေါင်းညီမျှပါဝင်တဲ့နည်းရပြပြတော့လို့ရနော်ဟိုစုစုပေါင်းပေါင်းတာနော် 54ခု 54ခုဟုတ်လို့လားအန်စာသုံးတစ်ခုမှာအကြီးဆုံးကဘယ်လောက် ကြီးဆုံးက အန်စာတုံးလေ1 2 3 4 5 6လေအဆက်ပေါင်းစုစုပေါင်းကဘယ်လောက်ရှိအဲအကုန်လုံးပေါင်းလိုက်တာ21မှန်ပါတယ်နောက်တစ်ပုဒ်9000မှာရေမတောက်ပဲအကြာကြီးနေနိုင်တာကဘာကောင်လဲ A ကဝက်ဝွန် B ကရေမြင့် C ကကလအုပ် D ကရွှင်က ကလောက် သိကြလား သိရတယ် မှန်ပါတယ်နောက်တစ်ပုဒ်1000မှာမှန်ရင်1000ရမယ်မရင်ခုပြည်ထားတဲ့9000မရတော့ဘူးဆက်ပြေမလားတော်ပြီလားဆက်ပြေမယ်နော်သိကြနော် ဟုတ်ပါ သိကြနော် သိရတယ် โอเคစပိန်လူမျိုးတွေကဘာစကားပြောလဲ ရှင်းတယ်လား စပိန်စကားမျိုး ဟာ အာရမဟုတ်ဘူး မှန်ပါတယ်စပိန်စကားပါနောက်ဆုံးတစ်ပုဒ်2000မှာမှန်ရင်1000ရမယ်မရင်0ဆက်ပြေမလားတော်ပြီလားဆက်ပြေမလားတော်ပြီလားတော်ပြီဆိုရင်1000ရမယ်ဆက်ပြေမှန်ရင်1000ရ ကောင်းမကြီး တော့ဘာလဲ တလောင်းဝင်ရတယ် ပလောင်ဝင်တယ်တော့โอเคပါကျေးဇူးပါ ကျေးဇူးပါ ကျေးဇူးပါဗျ